ကဲဒီနေ့ကျတော့ဘဝမှာတည်တင်တဲ့အချက်စစ်ချက်ကိုပြောပြသွားမှာဖြစ်ပါတယ်။ကဲစလိုက်ကြရအောင်။နံပါတ်1အချက်ကတော့သူတဘာဝနဲ့မှကိုပျော်ရွှင်ရမယ့်အလုပ်ကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်2သူတဘာငိုမှကိုရေးရမယ့်အလုပ်ကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်3သူတဘာကြရှုံးမှကိုအုံမြင့်မဲ့အလုပ်ကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်4သူတဘာကိုချနင်းပြီးမှကိုအထက်ရောက်မဲ့အလုပ်ကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်5သူတဘာပျက်စီးမှကိုကောင်းစားမဲ့အလုပ်ကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်6သူတဘာစိတ်ဆင်းရဲပြီးမှကိုအစဉ်ပြေမဲ့အလုပ်ကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်9ကိုအဖြစ်တွေကိုသူတဘာအပုံချတာမျိုးကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်10သူတဘာရဲ့အားနည်းချက်ကိုထောက်ပြပြီးအနိုင်ယူတဲ့အလုပ်မျိုးကိုဘယ်တော့မှမလုပ်မိပါစေနဲ့။နံပါတ်9သူတဘာရဲ့အခက်အခဲကိုအခွင့်ကောင်းယူပြီးအနိုင်ယူတဲ့အလုပ်မျိုးကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်10နောက်ဆုံးချက်အနေနဲ့သူတဘာရဲ့အောင်မြင်မှုကိုပိတ်ပင်တဲ့အလုပ်ကိုဘယ်တော့မှမလုပ်မိပါစေနဲ့။